လောက်ကပြန်အိမ်မှာထမင်းမချက်သေးတယ်နဲ့ဘိတ်ဆာလာရခံမုန်းဒီတုတ်တပွေသွားဝင်လိုက်တာရှုချစ်ဆက်ဆက်လေးစားဖြစ်တယ်ပေါ့နော်ဆက်လိုက်တာမှလမ်းပြေးနေရမှာဒါမဲ့ရခံမုန်းကလက်ရကောင်းတယ်ဘာလို့ရောင်းနေတူကရခံအစ်စ်လေအကြရခံလက်ရအစ်စ်ရကိုယ်လည်းရခံဆိုတော့ရခံမုန်းတွေရမ်းကြိုက်တာမုန်းဖတ်တော့ပေါ့လားစမဆက်ဟုတ်ဟာဒါဆက်နှာခေါင်းနဲ့ပါတော့ပွင့်ကုန်အကြီးကလည်းတောက်လို့ကောင်းလိုက်လားရှုကနေပဲလမ်းထဲမှာဒီတို့ရောက်နေမှုနဲ့တို့ကောင်းတာမုန်းဖတ်တော့ဘီရှင်ဖြစ်ရခံမုန်းဒီဖြစ်ရခံမုန်းဖတ်တော့ဖြစ်စားလိုက်ရရမ်းကျင်တယ်ဒါဘာလို့ဆိုကိုရိုးရတယ်တခြားမစားနေဘူးဒီရခံမုန်းဒီစားရတဲ့ကွာဆက်ရှမ်းတာလက်ရလည်းကောင်းနေတယ်နော်စားတာဆက်တော့တူတို့စားတာသူကရခံမုန်းဒီဘာနဲ့လုပ်လဲဆိုလို့ရှိရင်ငချွေပေါ့နော်ပမာလုံးငချွေလို့ခေါ်တယ်ရခံလို့ကြည့်လို့ရှိရင်တော့တင်ပေါင်းတို့အင်္ဂါနဲ့ချက်တာအင်္ဂါနဲ့ချက်လို့ရှိရင်ဟိုအရသာရှုမှဒီမုံဖက်တုတ်တဲ့ဒီငရုတ်ချက်ကငရုတ်သီးထောင်းချက်တဲ့ဥစ္စာလေးတွေငချွေကိုပဲထောင်းပြုတ်ပြီးတော့တခြားနဲ့ချက်တာပေါ့တို့ကောင်းလိုက်ရလဲလာမဲ့ရခံဆိုတော့ရခံလည်းရကြိုက်တာပေါ့တို့စတာကောင်းတယ်ဆက်လိုက်တာတို့စဟာကြီးကတော့ကောင်းမှာအကြီးကတော့ကောင်းလိုက်တာရေတော့ကောင်းလိုက်တာရခံမှုတရားဘလောင်းကျဲလို့စပိုက်ရဲဆိုလို့ချင်းအိမ်မှာပတ်တန်းလို့မုန်ဒီချက်ပြီးလှုပ်စောကြရတယ်ပေါ့နော်အိမ်ကမှမလည်းစိုးပြီးသူမဟုတ်ရင်သူငါတရားမှတရားချက်လက်ရလေးတော့ကောင်းကြတယ်ကိုချက်လို့ရှိရင်အိမ်မှာဆိုမှမတယ်မှာကိုကလက်ရကောင်းဆုံးချက်လို့ရှိရင်ကြာလေးပဲမင်းကလေးတော့မကောင်းကောလားဘာတို့ကောင်းတယ်စတဲ့ဒီကလည်းတောင်းလို့ကောင်းတယ်လားရွှေတောင်ပွင့်သွားတယ်ရခိုင်တော့မပြီးနေခွက်လက်ကြပါဘာမှစကားမပြီးလေခွက်ကျွန်တော်စကားရံဝဲတူဝေးတာရန်ကုန်မှာကိုလက်စစ်တန်းတော့ကကြောင်းလာတဲ့တာတက်ကိုလေးဒီမှာတော့ရန်ကုန်နေကကျွန်တော်စစ်ချောင်းနဲ့စစ်ခွန်ရှိပြီးရန်ကုန်လို့နေတဲ့ဒါပေမဲ့ကိုဒီဘာမှစကားတော့လုံးဝမပြီးသေးတာရခိုင်လိုပြောနေတယ်လို့ဖြစ်နေတာပေါ့အားလင်းနာပါတယ်ကဲကြည့်ရှိသူအားလုံးကြားမှာရှင်းတာကြပါစေတန်းရေးပြည်အကုန်လုံးငွေကြီးအကုန်လုံးစီမင်းကြပါစေကျမ်းမာရေးအကုန်လုံးပဲကျမ်းမာချမ်းသာနှံ့ပြနိုင်ကြပါစေ